လေးရောလူကြီးရောအကုန်ဆုံးလို့ရတဲ့ကစားကွင်းပေါ့ပကြိုင် Times Square 3 လွှာမှာဟုတ်ပါတယ်အယုတ်ကောက်တဲ့ခါပေါ့အယုတ်တွေချစ်စရာလေးဒီမှာကျတော့စိတ်တာကိုစားလို့ရတယ်ဒါအစားစရာတွေပေါ့ထောက်ဆွဲမီဂီဆိုရင်နိုင်ငံတိုင်းရဲ့မီဂီရှိမှာနော် Times Square 3 လွှာမှာဟုတ်ပါတယ်ဒီနေရာမှာပေါ့ကစားလို့ရတဲ့ဟာနည်းနည်းဆိုရှိတိုင်းကားတွေလည်းကိုစေးလို့ရတယ်